ဟုတ်ကဲ့ခင်ဗျာ next YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ပတ်ကျွန်တော်တို့ရဲ့အစီအစဉ်လေးမစတင်ခင်မှာ28ရက်3လ2025ခုနှစ်ကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာအင်အား Richardsky 9.8ရှိတဲ့ငလျင်ကြီးလှုပ်ခတ်သွားခဲ့ရမှာတေဆုံးသွားခဲ့ကြရတဲ့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့မိဘပြည်သူညီကောင်မောင်တို့အားလုံးနဲ့တိုက်တာအိုးရင်အဆောက်အဦများပျက်စီးဆုံးရှုံးခဲ့ကြရတဲ့မိဘပြည်သူများအားလုံးကိုကျွန်တော်တို့ရဲ့ next YouTube channel ရဲ့ကိုစားပထမဦးစွာစိတ်မကောင်းကြီးစွာဖြစ်ရပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာတေဆုံးသွားခဲ့ကြရတဲ့မိဘပြည်သူများအားလုံးကိုလည်းကျွန်တော်တို့အနေနဲ့ကောင်းရမွန်ရဘုံဘဝကိုရောက်ရှိပါစေကြောင်းဆုတောင်းပေးရလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီတစ်ပတ်အစီအစဉ်မှာလည်းငလျင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာဒီ Richardsky 9.8ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခဲ့ရမှာအနုမြူဘုံပေါင်းဘလောက်ပေါက်ကွဲရနဲ့ညီမျှတယ်ဆိုတာရယ် Richardsky နဲ့ seismic moment လို့တိုင်းတာရမှာဘသူကပို့ပြီးတော့မှန်လဲဘသူကပိုတိကျတယ်လဲဘာတွေကြွာချတယ်လဲဆိုတာရယ်ငလျင်ကြီးတွေမလှုပ်ခတ်ခင်မှာဘသူတွေကကြိုတင်သိရှိပြီးတော့ဘလို့အချက်ပြလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီတစ်ပတ်မှာကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာRichardsky 7.7 ငလျင်လှုပ်ခတ်မှုပြင်းအားသည်အနုမြူဘုံဘယ်နှလုံးပေါက်ကွဲမှုအားနဲ့ညီမျှပါတယ်လေ Richardsky 7.7 ငလျင်ပြင်းအားသည်အနုမြူဘုံပေါက်ကွဲမှုနဲ့နှိုင်းယှဉ်ဟီရိုရှီးမားမှာအသုံးပြုခဲ့တဲ့ Little Point အနုမြူဘုံတစ်လုံးက TNT 15 တန်နဲ့နှိုင်းယှဉ်ခဲ့ရင်တော့အနုမြူဘုံ334လုံးပေါက်ကွဲမှုစွမ်းအင်အားနဲ့ညီမျှပါတယ်လို့သိရှိရပါတယ် American Geologic ပညာရှင် Miss Jess Phoenix ကလည်း CNN သတင်းဌာနနဲ့ပြောကြားရာတွင်မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့သော 7.7 Richardsky ငလျင်ရဲ့ပြင်းအားသည်အနုမြူဘုံ334လုံးပေါက်ကွဲအားနဲ့ညီမျှတယ်လို့ပြောကြားခဲ့ကြောင်းသိရှိရပါတယ်။ဒါပေမဲ့ငလျင်ရဲ့စွမ်းအင်ဟာမြေအောက်မှာလှိုင်းလုံးအဖြစ်ပြန့်နှံ့လာတာဖြစ်ပြီးအနုမြူဘုံကတော့လေထဲမှာသို့မဟုတ်မြေပေါ်မှာပေါက်ကွဲတာမို့သူတို့ရဲ့ပျက်စီးမှုပုံစံချင်းကတော့မတူညီပါဘူး။ဒါကစွမ်းအင်ပမာဏကိုနှိုင်းယှဉ်ပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့် Richardsky 7.7 ငလျင်တစ်ခုသည်ကြီးမားသောပျက်စီးမှုများကိုဖြစ်ပေါ်စေနိုင်ပြီးအနုမြူဘုံတဲ့အစာများစွာပိုသောစွမ်းအင်တစ်ခုကိုထုတ်လွှတ်နိုင်သည့်တဘာဝဘေးဆိုးအန္တရာယ်ကြီးတစ်ခုဖြစ်ပါတယ်ခင်ဗျာငလျင်ကိုတိုင်းတာတဲ့ Richardsky နဲ့ seismic moment တို့ငလျင်ကိုတိုင်းတာရမှာဘာတွေကွာခြားကြပါသလဲ Richardsky နဲ့ seismic moment တို့ဟာငလျင်ရဲ့စွမ်းအင်တွေကိုတိုင်းတာတဲ့နည်းလမ်းနှစ်ခုဖြစ်ပေမဲ့သူတို့ရဲ့ချိကပ်ပုံတိကျမှုအသုံးပြုမှုတို့မှာတော့ကွာခြားမှုတွေရှိပါတယ်ဥပမာRichardsky ဆိုတာကတော့ငလျင်တစ်ခုရဲ့ပြင်းအားကိုတိုင်းတာတဲ့ scale တစ်ခုပါပဲဒါကို1935ခုနှစ်မှာ Charles Francis Richards ဆိုတဲ့သိပ္ပံပညာရှင်ကတီထွင်ခဲ့တာပါသူကဘလို့အလုပ်လုပ်တယ်လဲဆိုရင်တော့ငလျင်လိုင်းတွေရဲ့အမြင့်ဆုံးလှုပ်ခတ်မှု amplitude ကို seismograph နဲ့တိုင်းတာပြီးရလာတဲ့ data တွေကိုအသုံးပြုပြီးငလျင်ပြင်းအားကိုကဏ္ဍနဲ့ဖော်ပြပါတယ်ဥပမာအားဖြင့်ငလျင်ပြင်းအား Richardsky 4တို့5တို့6တို့စသည်ဖြင့်ပေါ့ဗျာဥပမာအဆင့်1ကနေ2ကိုတက်ရင်တော့စွမ်းအင် 31.6 ဆပိုများပါတယ်ဒါကြောင့် Richardsky ပိုများလာလေစွမ်းအင်တွေပိုများလာပြီးငလျင်လှုပ်ခတ်မှုပြင်းအားလည်းပိုများလာပါတယ်ရည်ရွယ်ချက်ကတော့ဒါကငလျင်ရဲ့စွမ်းအင်ပမာဏကိုအဓိကတိုင်းတာတာဖြစ်ပြီးလူတွေကိုငလျင်အန္တရာယ်ဘယ်လောက်ကြီးလဲဆိုတာကိုနားလည်အောင်ကူညီပေးပါတယ်ဒါပေမဲ့ Richardsky ရဲ့အားနည်းချက်ကတော့ဒီ scale ဟာအဆင့်9တက်ကျော်တဲ့ငလျင်တွေဆိုရင်တော့တိတ်အသုံးမဝင်တော့ပါဘူးအကွာဝေးနဲ့အနက်ကိုတေချာမစင်းစားနိုင်လို့အခုခေတ်မှာတော့တိတ်မသုံးတော့ပါဘူးခင်ဗျာသူ့ကိုအစားထိုးတဲ့အနေနဲ့ moment magnitude scale MW ကိုပိုသုံးလာပါတယ်ခင်ဗျာ seismic moment ဆိုတာကတော့ငလျင်တစ်ခုစွမ်းအင်ကိုပုံမတိကျစွာတိုင်းတာတဲ့နည်းလမ်းပါပဲဒါကငလျင်ဖြစ်ပြီးတဲ့မြေကြီးထဲမှာကြောက်သားတွေရွေလျားတဲ့အင်အား area နဲ့အကွာအဝေးကိုအခြေခံပါတယ်ဘလို့တိုင်းတာတဲ့ formula ကတော့ seismic moment MO ကမြေကြီးရဲ့မာကျောမှုရွေလျားတဲ့ area ရွေလျားအကွာအဝေးရလက်နျူတန်မီတာနဲ့ဖော်ပြပြီးအဲ့ဒါကို moment magnitude scale MW ဖြစ်ပြောင်းတွက်ပါတယ် seismic moment ရဲ့အားသာချက်ကတော့ငလျင်ရဲ့စွမ်းအင်အမှန်ဖြစ်စေတဲ့ရုပ်ပိုင်းဆိုင်ရာအချက်တွေကိုတိုက်ရိုက်တိုင်းတာလို့ရပါတယ်ငလျင်အငယ်ရောအကြီးရောဥပမာ MW9 အထိကိုတိကျစွာတိုင်းတာနိုင်ပါတယ် seismic moment ကိုအသုံးပြုမှုမှာတော့အခုခေတ်မှာဒီနည်းကိုဒါအဓိကအသုံးပြီး MW scale က Richardsky ကိုအစားထိုးလိုက်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်သူတို့နှစ်ခုကဘာတွေကွာခြားလဲဆိုတာကြည့်လိုက်ရအောင်တိုင်းတာတဲ့အရာမှာဆိုရင်တော့ Richardsky ကငလျင်လိုင်းရဲ့အမြင့်ဆုံးလှုပ်ခတ်မှုကိုတိုင်းပြီး seismic moment ကတော့ငလျင်ဖြစ်စေတဲ့မြေကြီးရဲ့ရွေလျားမှုစွမ်းအင်ကိုတိုင်းပါတယ်တိကျမှုမှာတော့ Richardsky ကအကြမ်းပြင်းပဲတိုင်းနိုင်ပြီးငလျင်ကြီးတွေမှာမတိကျတော့ပါဘူးအထူးသဖြင့် Richardsky 9လောက်ဆိုရင်တော့မတိကျလာတော့ပါဘူး
seismic moment ကတော့ပုံမတိကျပြီးငလျင်တိုင်းအတွက်ကိုအသုံးပြုလို့ရပါတယ်ဟုတ်ကဲ့အခြေခံချီးကပ်ပုံကတော့ Richter scale ကလှိုင်းအရွယ်အစားကိုကြည့်တာ observation base ဖြစ်ပြီးတော့ seismic moment ကတော့ငလျင်ဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းကိုကြည့်တာ physics base တို့ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကရလဒ်ကတော့ Richter scale ဆိုရင် 7.7 ဆိုရင်လှိုင်းအရွယ်အစားကိုတိုင်းပြီးအဲ့ဒီအတိုင်းပဲဖော်ပြပါတယ် seismic moment ကတော့အဲ့ဒီငလျင်ရဲ့စွမ်းအင်ကိုတွက်ပြီး MW 7.7 လို့ပြောနိုင်ပါတယ်ဒါပေမဲ့ MW ကတော့အနက်တို့အကွာဝင်းနဲ့မြေကြီးဖွဲ့စည်းပုံတို့ကိုထက်တွက်တဲ့အတွက်ပိုပြီးတော့မှန်ပါတယ်ဟုတ်ကဲ့ဒီနှစ်ခုကိုကျွန်တော်တို့ summarize အနှစ်ချုပ်လိုက်ရရင်တော့ Richter scale ကရိုးရှင်းပြီးလှိုင်းအရွယ်အစားကိုကြည့်တယ်ဒါပေမဲ့အင်အားပြင်းရင်တော့မတိကြတော့ပါဘူး seismic moment ကတော့စွမ်းအင်တို့ရုပ်ပိုင်းဆိုင်ရာအချက်တွေနဲ့တိုင်းပြီးပိုပြီးတိကျလာပါတယ်ဒါကြောင့်အခုခေတ်မှာတော့ seismic moment ကိုအခြေခံတဲ့ moment magnitude scale MW နဲ့တိုင်းတာတာကပိုသုံးလို့လာပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာငလျင်ကြီးတွေဖြစ်ပေါ်ကနေအချိန်မှာဘသူတွေကကြိုတင်သိရှိပြီးဘလို့တွေကြိုတင်အချက်ပြလဲဆိုတာကိုဆက်သွားလိုက်အောင်ခင်ဗျာပြီးတော့စိတ်ဒီပြီးတော့စိတ်ပစင်းကောင်တွေဟာငလျင်လောက်တာကိုကြိုတင်သိနိုင်တယ်ဆိုတဲ့ယုံကြည်မှုမျိုးကလူတချို့မှရှိကြပါတယ်ဒါပေမဲ့သိပ္ပံနည်းကျအထောက်အထားတွေအရတော့ပြီးတော့စိတ်တွေဒါမှမဟုတ်တခြားတိရစ္ဆာန်တွေကငလျင်လုံးမှုကိုတိကျစွာကြိုတင်ခံမှန်းနိုင်တယ်ဆိုတာကိုအတည်ပြုနိုင်ကြတော့မရှိသေးပါဘူးတိရစ္ဆာန်တချို့ဟာငလျင်မဖြစ်ခင်တဘာဝပတ်ဝန်းကျင်မှာဖြစ်ပေါ်တဲ့အပြောင်းလဲတွေဥပမာမြေအောက်ကအတန်လိုင်းတွေဖိအားပြောင်းလဲမှုတွေကိုလူတွေတဲ့ပို့ပြီးအာယုံခံနိုင်တယ်လို့ယူဆတာမျိုးတွေတော့ရှိပါတယ်ဒါကြောင့်သူတို့ရဲ့အပြုတ်မှုအပြောင်းလဲတွေကိုလူတချို့ကငလျင်နဲ့ဆက်ဆက်ပြီးတော့မြင်တတ်ကြပါတယ်ဥပမာခွေးတွေဟာငလျင်မလုပ်ခင်မှာထူးဆန်းစွာဟောင်းတာစိတ်မအေးမှုကိုပြတာဒါမှမဟုတ်ပုံမှုကြိုးစားတာမျိုးလုပ်တတ်တယ်လို့လူတချို့ကသတိပြုမိကြပါတယ်သူတို့ရဲ့အနံ့ခံစွမ်းရည်နဲ့အတန်ကိုခံစားနိုင်တဲ့အာယုံကငလျင်မတိုင်ခင်မြေအောက်ကအပြောင်းလဲတွေကိုသိနိုင်တယ်လို့ယူဆတာမျိုးလည်းရှိပါတယ်ကြောင်တွေဟာငလျင်မဖြစ်ခင်မှာထိတ်လန့်ပြီးပြေးတာပုံးတာဒါမှမဟုတ်မူမမှန်တဲ့အပြုတ်မှုပြတာမျိုးရှိတယ်လို့လည်းပြောတတ်ကြပါတယ်သူတို့ရဲ့အာယုံခံစားမှုထက်မြက်တာအကြောင်းလည်းဖြစ်နိုင်တယ်လို့ယူဆပါတယ်ငှက်တချို့ဟာငလျင်မဖြစ်ခင်မှာအစုလိုက်အပြုံလိုက်ပြန်တန်းတာဒါမှမဟုတ်ထူးခြားတဲ့အတန်ထွက်တာမျိုးတွေလောက်တတ်တယ်လို့သတိပြုမိကြပါတယ်လေလူတဲကဖိအားပြောင်းလဲမှုကိုသူတို့ခံစားမိတာကြောင့်လို့ယူဆတာမျိုးလည်းရှိပါတယ်စင်တွေကတော့ငလျင်မလောက်ခင်မှာထူးခြားတဲ့အတန်တွေထွက်တာစိတ်မအေးမှုကိုပြတာဒါမှမဟုတ်မြင့်တဲ့နေရာတွေစီကိုပြောင်းရွှေ့သွားတာမျိုးတွေလောက်တတ်တယ်လို့လေ့လာမှုတချို့မှာဖော်ပြထားပါတယ်ဒေသခံတွေရဲ့ပြောပြချက်အရဥပမာ2004ခုနှစ်ဆူနာမီမှာစင်တွေရဲ့အပြုတ်မှုကိုလူတချို့ကသတိပြုမိခဲ့ကြပါတယ်ငါးတွေကတော့ငလျင်မဖြစ်ခင်မှာရေထဲမှာထူးထူးဆန်းဆန်းလှုပ်ရှားတာဒါမှမဟုတ်မျက်နှာပင်ပေါ်ကိုအများကြီးပေါ်လာတာမျိုးတွေ့ရတယ်လို့ပြောကြပါတယ်ရေအောက်ကဖိအားပြောင်းလဲမှုကိုသူတို့ခံစားမိတာကြောင့်လို့ယူဆမိပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တွေရဲ့အမြင်ကြတော့ဒီလိုတိရစ္ဆာန်တွေရဲ့အပြုတ်မှုတွေကိုသတိပြုမိပြီးငလျင်နဲ့ဆက်မြင်ကြပေမဲ့ဒါကိုသိပ္ပံနည်းကျတိကျတဲ့ခံမှန်းချက်အဖြစ်တော့အသုံးပြုလို့မရသေးပါဘူးတဲ့ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ဒီလိုအပြုတ်မှုတွေကငလျင်ကြောင့်သာဖြစ်တယ်လို့တိတိကျကျသက်သေမပြနိုင်သလိုအချိန်တိုင်းဒီလိုဖြစ်တာမျိုးလဲမဟုတ်တာကြောင့်ပါပဲ။လက်ရှိမှာတော့ငလျင်ကိုကြိုတင်ခံမှန်းဖို့တိရစ္ဆာန်တွေတဲ့ seismic နည်းပညာတွေကိုသာပို့ပြီးအားကိုးနေရဆဲပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်သွားတဲ့ငလျင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြည်သက်ကြီးတွေလည်းနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော် channel ကိုအားပေးတဲ့ပြည်သက်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့ကောင်းအောင်ကျွန်တော်ဆက်လက်ကြိုးစားသွားပါမယ်ခင်ဗျာ Thank you for watching please like and do subscribe thank you see you again